ပရိသတ်ကြီးမလာပါဒီနေ့ကျွန်တော်ဟွာပြမှာကတော့ဟေရီတွေအများကြီးနဲ့အဖြေရှာမရတဲ့ဘာမြူတာတိကန်ရှိရာအတလန်တိတ်သမုဒ္ဒရာမြောက်ပိုင်းကိုသွားပြမှာဖြစ်ပါတယ်ပင်လယ်ကြီးကမိမတွေလိုပဲမာရီများတယ်ဗျခုနအကောင်ကြီးကနေလှိုင်းနေရုပ်တရက်ကြီးလာတယ်ဗျထမင်းစားတော့ပြတ်ပါပြီဗျာကဲရှင်းသားဆိုရင်ဘာမြူတာတိကန်နားလျှော့တော့မယ်ဗျဒါကြောင့်ရငုတ်ဝတ်စုံတွေဝတ်ပေးရေထဲဆင်းဖို့ပြင်လိုက်အောင်မယ်ဗျာသွားပြီပြုတ်ရေအောက်ထဲမှာဘယ်လိုတွေဖြစ်မလဲစောင့်ကြည့်ပေးကြပါဦးရေအောက်ရောက်ပြီဗျာထူဆန်းတဲ့အလင်းကြီးကိုတွေ့နေရတယ်ဗျကျွန်တော်ကြည့်နေချိန်မှာပဲအလင်းနှန်းကြီးကကျွန်တော်ကိုဆွဲငင်ခေါ်ဆောင်သွားတယ်လောက်ကြပါဦးဗျကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ပြက်စိမ်းနေတဲ့မြို့ဟောင်းကြီးတစ်ခုတွေ့နေရတယ်ဗျဒါကလူတွေဖြောနေကြတဲ့အတ္တလန်တစ်မြို့တော်ဖြစ်မယ်ထင်တယ်နော်ရောက်လက်စားနဲ့အားလုံးကိုမှတ်တမ်းတင်သွားမယ်ဗျလာရကျိုးနှက်သွားတာပေါ့ဒါနဲ့ပြီးရဘလို့ပြန်ထွက်ရမလဲမသိသေးဘူးဗျကုစဉ်းစားပေးကြအောင်ဟိုမှာငမန်းတကောင်ကျွန်တော်စီလာနေတယ်ဗျအရှိမရှိတဲ့အလင်းထဲကိုပြန်ပြေးမှရတော့မယ်ကြောက်စရာကြီးပြို့ဟူးတော်သေးတယ်ဗျာအလင်းတန်းကကျွန်တော်ကိုတဘောဘောပြန်ခေါ်သွားပြီလို့ကဲအနေရတော့ကင်းသွားပြီဗျအခုမှပဲတက်ပြင်းချနိုင်တော့တယ်ပရိသတ်ကြီးရေဘာမြူတာကြီးကန်ကောဒေဗယ်ရဲ့ကြီးကန်လို့ခေါ်ကြတဲ့အတလန်တိတ်သမုဒ္ဒရာမြောက်ပိုင်းမှာရှိတဲ့ပင်လယ်ပြင်ခရီးစဉ်ကတော့ဒီလောက်ပါပဲဗျာကြည့်ရှုသူအားလုံးကိုကျေးဇူးပို့ပါ